မိုးတို့လိုဝဝပြည့်ကောင်မလေးလေအခုခစ်စားနေတဲ့ဒီဇိုင်းမျိုးလေးတွေဝတ်လို့ရတယ်ဆိုတာပြချင်လို့ပါဒီမှာကြည့်မိုးကအခုဆိုအခုခစ်စားနေတဲ့ skirt tennis skirt အတိုလေးရဲ့ဒီ top ကိုမှာပေါ့နော် ribbon ဖဲပြ top လေးရဲ့ကိုမိုးဝတ်ထားတာဖြစ်ပါတယ်ဒီ top လေးကဝတ်ရတာအရန်ချစ်ဖို့ကောင်းတယ်ပေါ့ပေါ့ပါလည်းရှိရဲ့နောက်ပြီးတော့သူ့ရဲ့ဒီဖဲပြလေးပါနေတာအရန်သဘောကျစရာကောင်းတယ်ပေါ့နော်သူ့ရဲ့ level လေးကလည်း3 can level လေးဖြစ်တဲ့အတွက်မိုးတော်တော်လေးဒီ top ကိုအရန်သဘောကျမိပါတယ်နောက်တစ်ခုကတော့ဒီ top လေးနဲ့ light သွားအောင်မိုးဝယ်ထားတာ phone cover လေးပါ phone cover လေးကလုံးဝပန်းနုရောင်လေး top နဲ့လုံးဝကွက်တိဒီ outfit နဲ့လုံးဝကွက်တိဖြစ်သွားတာပေါ့နော်အဲ့ဒီအပြင်ကိုမှမိုးကအခု ribbon လေးဒါခစ်စားနေရဆိုတော့ key chain လေးဝယ်ထားပါတယ်ဒီ key chain လေးကိုမိုးကအိမ်မှာမတက်ဖဲနဲ့ပေါ့နော်စမ်းသွားအောင်လို့ဖုန်းမှာပဲဒီလိုမျိုးအချက်ကလေးတစ်ခုခံပြီးတော့တက်လိုက်ပါတယ်ဒါဆိုလို့ရှိရင်မိုးကလုံးဝ outfit နဲ့အရန်ကိုကွက်တိကျပြီးတော့အရန်လှတဲ့ phone cover လေး key chain လေးရသွားပြီဖြစ်ပါတယ်ဒါလေးတွေအကုန်လုံးမိုးဒုံးတင်နဲ့ go shopping page ကနေပဲမှာထားတာဖြစ်ပါတယ်ဆိုတော့မို့ဒီ outfit လေးကိုလည်းတော်တော်လေးသဘောကျပါတယ်ပတ်စံအိမ်မကင်ချင်ဘူးဆိုလို့ရှိရင်အခုလိုမျိုး accessory လေးတွေနဲ့မို့လို့ဝဝပြပြကောင်းမလေးတွေလည်းလှလို့ရပါတယ်เนาะ